ဘုရားကျော်ချက်ကလေးကျော်စားမလို့ပါဒီမပဲအကွင်းကျော်လေးကိုအိန္ဒိယဆိုင်ကနေဝယ်ခဲ့တာသူက frozen လုပ်ထားလေးလာတစ်ထုပ်ကို8ခုပါတယ် this is vada I got it from Indian Mart I don't know how to call it though but I always call vada there are 8 pieces I just need to microwave 1 minute each side I'm using just only 6 pieces သူ့ကို microwave ထဲကိုတစ်ဖက်ကို1 minute ထည့်ထားလိုက်ရုံပါပဲပြီးတော့ဒါက microwave ထဲကထွက်လာတဲ့အခြေအနေပါကက်ကြီးလေးနဲ့ကိုက်ထားလိုက်တယ်ကျွတ်နေအောင်ကြော်စားလို့လည်းရတယ်ဒါမှမဟုတ် air fryer ထဲကိုထည့်လည်းရတယ်သူကအဲ့pepper seed မြို့ကောင်းစိတ်လေးတွေပါတယ်အဲ့ဒါကိုတော့မကြိုက်ဘူးတွေ့တိုင်းဖယ်လိုက်တယ်ပြီးရင်အိုးထဲကိုစီထည့်ပါတယ်ကြက်သွန်နီကလေးတစ်လုံးလှီးထားတာထည့်ပါတယ်ကြက်သွန်လေးတွေကြက်သွားပြီဆိုရင်ခရမ်းကျင်သီးလေးထည့်ပါတယ်ဒီမှာခရမ်းကျင်သီးဒီလိုအနှစ်တောင်လေးတွေလာတယ်ဒါမှမဟုတ်ဘူးလေးနဲ့လည်းလာတယ်အဲ့တော့ခရမ်းကျင်သီးတော့ it's very concentrated so I just need to add a little bit သူတို့နှစ်ခုသူကနည်းနည်းလေးထည့်ရင်ကိုရပြီအဲ့တော့ကြက်သွန်နီနဲ့ခရမ်းကျင်သီးကိုကြက်နေအောင်အရင်တည်ထားလိုက်တယ်ကြက်ပြီဆိုရင်အစောကကက်ကြီးနဲ့ညှက်ထားတဲ့ဗျာကြော်ကလေးတွေထည့်ပါတယ်ကြက်သွန်နီနဲ့ခရမ်းကျင်သီးနဲ့ဒီဗျာကြော်နဲ့ကိုအရင်ဆုံးလုံးလိုက်တယ်လုံးပြီးတော့မှရေလေးထည့်တယ်ရေကို150 ml 2ခွက်ထည့်လိုက်တယ်2ခွက်ထည့်ခဏစိန်ထားလိုက်တော့မှအိသွားပြီဆိုမှဗျာကြော်လေးတွေကိုအကုန်လုံးခြေပါတယ်ကြေးနေပြီဆိုတော့မှမြည်ချီတော့စားလို့နေရာနဲ့စားလဲထပ်ထည့်တယ်ပြီးတော့စီနည်းနည်း6နေရတအား6နေရလို့ထင်တယ်စီလေးနည်းနည်းထပ်ထည့်စားလေးထည့်2ခါ3ခါလောက်မွေပြီးရင်သူကကြက်ပါပြီခြောက်ကန်နီးမောင်ယူသည်စိမ်းကလေး2တောင်ညှက်ထည့်လိုက်တယ်ပြီးတော့နနမင်ကလေးထည့်လိုက်တယ်ထည့်ပြီးတော့မွေလိုက်ရင်ချလို့ရပါပြီတယောက်နဲ့တယောက်ကတော့ကြိုက်ချင်းတူမှာမဟုတ်ဘူးကျွန်တော်ကတော့ကြိုက်တယ်သူကစားလို့ကောင်းတယ်ပြီးတော့ခဏလေးပဲလှုပ်ရတာတရားကြောချက်ကလေးပါ Hope you have a great day though let's see you next time bye bye